Okay, let's go. ကျွန်တော်တင်မယ်ရတဲ့ဒီဇိုင်နာငယ်ငယ်ပါရှင်ဟွာပေါ့ကျွန်တော် V47 ကိုစမတည်ခင်ရတော့အပြင်မှာပေါ့နော်ဒါပေမဲ့ကျွန်တော် V47 ကိုရန်အားကြတယ်အဓိကတော့ဆရာအားရင်ကိုပေါ့သူ့ကြည့်လို့ရှိရင်အရန်ယုံကြည်မှုရှိရပါဒါပေမဲ့ဘလို့ပဲသူ့စီကိုဘလို့ပဲသွားပေါ့နော်အရန်မိုက်တယ်ကျွန်တော်အဲ့လိုအရန်အားကြအဓိကတော့ကျွန်တော်ဒီဆောင်အရန်ဝင်ချင်တယ်ပေါ့ဒါပေမဲ့တော်တော်လေးကြောက်ခဲ့ရပါအဓိကတော့အဓိကကိုဘေးနားမှာရှိတဲ့ဒီဇိုင်နာတွေပေါ့နော်သူတို့လောက်တာကြည့်မှာကျွန်တော်လည်းတနေ့ကျရင်အဲ့လိုမျိုးဝင်လောက်ချင်တယ်ကျွန်တော်အဲ့လိုဖန်နေချင်တယ်ပေါ့အဲ့လိုမျိုးသူတို့ကြည့်ပြီးတော့လေကိုကိုတိုင်းလောက်ထွက်လာတဲ့ဒီဇိုင်းတွေကိုအရင်လောက်ချင်တယ်အဲ့လိုပြုံးနေတာသွားတော့ငါပေါ့တခါမှမရောက်ဘူးတော့လေအဲ့သွားတော့ကတော့တော်တော်လေးပျော်တယ်နောက်ပြီးတော့ဟိုပါပေါ့အဲ့မှာသပင်ညက်ခဲ့တဲ့ကလေးတွေနဲ့တွေ့တော့အဲ့ဒီကကျွန်တော်တို့ရဲ့ဆရာဒီဇိုင်နာခေါင်းဆောင်ဆရာအဖင်ပေါ့သူ့အရန်ကျေးဇူးတင်ပါတယ်သူမဖြစ်ခင်လဲကျွန်တော်အများကြီးအားပေးခဲ့တယ်ပေါ့ဟိုဒီဥစ္စာကိုရှောက်လန်းမှုဆိုလဲကျွန်တော်အများကြီးတက်တည်ပေးခဲ့တယ်ပြီးတော့မဖြစ်ခင်လဲအများကြီးတင်ခဲ့ပေးရပေါ့သူ့အရန်ကျေးဇူးတင်ပါတယ်ဒီဒီဇိုင်နာဖြစ်ပြီဆိုတော့ဒီရဲ့ဘိုင်းကိုပေါ့နော်ဒီဇိုင်နာဘိုင်းကိုကျွန်တော်ကောင်းမွန်လုပ်မယ်ပြီးတော့တေချာလေးကြိုးစားမယ်ပေါ့နောက်ပြီးတော့ကိုယ့်ရဲ့စီနီယာတားတဲ့လူကိုလည်းကျွန်တော်အများကြီးလေ့လာပြီပေါ့ဝါလာပါတော့မရှိဘူးဒီဘိုင်းပဲသွားရှင်ဟုတ်